လာပါကျွန်တော်ကတော့ဒါ Redmi ကနေအသစ်ထွက်ရှိထားတဲ့ Redmi ရဲ့ K-series လေးဖြစ်တဲ့ K90 လေးအကြောင်းကိုတစ်ချက်ပြောပြပေးမှာပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီကောင်လေးကစထွက်တဲ့အရင်လေးရောင်းရတယ်လူချိတ်လေးအရင်များပြီးတော့မှဘာကြောင့်လူချိတ်များပြီးတော့မှရွေးချယ်တင်တာလဲဆိုတော့ကျွန်တော်အကြံပြုရင်းနဲ့မှဖုန်းမှာပါဝင်တဲ့ specification လေးတွေကိုတစ်ချက်ရှင်းပြပေးမှာပဲဖြစ်ပါတယ်။ဒီကောင်လေးကိုအခုပဲဖောက်ကြည့်လိုက်မယ်။ဒီကောင်လေးကထူးခြားတာအနေနဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ဘူကွန်မှာကျွန်တော် sound by post ဆွဲပြီးတော့မှဒါ K90 နဲ့ post နဲ့ collab လုပ်ထားတဲ့ပုံစံလေးကိုတွေ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တစ်ခါလေးပဲပါကင်ဖောက်ကြည့်လိုက်တော့မယ်ဖုန်းပုံစံလေးကတော့ကျွန်တော်ဒီဖုန်းထဲမှာမြင်ရတာတက်ကိုအပြင်မှာမြင်ရတဲ့ဒီ hand feeling တော်တော်လေးကောင်းတယ်ဒီဇိုင်းပိုင်းလေးอ่ะပေါ့နော်သူက sequence site လည်းအရင်လည်းမကြည့်ဘူးအရင်လည်းမသေးဘဲနဲ့ဒီလိုမျိုး premium look ကိုအပြည့်အဝရတယ်နောက်တစ်ခုကကျတော့လက်ထဲမှာကိုင်ရတာတက်တောက်တက်တာလေးနဲ့ဟိုမှာကျွန်တော် aluminum frame လေးလည်းဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒီ flagship ဖုန်းတစ်ခုကိုင်နေရတယ်လို့မျိုးပဲပေါ့နော်လုံးဝဒီဒီဇိုင်းလေးကတော်တော်လေးကိုမှလှတယ်ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီကင်မရာပိုင်းပေါ့ကင်မရာပိုင်းမှာဆိုလို့ရှိရင်လည်းသူက triple camera 3လုံးနဲ့ဟိုမှာ flash light တစ်လုံးလေးပါထည့်ပေးထားတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အနေနဲ့ကင်မရာ၄လုံးဒီဇိုင်းလေးဟိုမှာအရင်ကြီးနေတာမျိုးမဖြစ်ဘဲနဲ့ကင်မရာဘန်လေးကလည်းဒါတိတိလေးနဲ့လူချိုက်များတဲ့ဒီမှာပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ခုနပြောခဲ့သလိုပဲ sound by boost ဆိုပြီးတော့မှဒီကင်မရာရဲ့ဘန်လေးပေးနာမှာရေးပေးထားတာလေးရဲ့ကြတော့ဒါသူ့ရဲ့ဒီဒီဇိုင်းလေးလို့လည်းပြောလို့ရတယ်နောက်ပြီးတော့အရင် case ကြီးနဲ့မတူတဲ့ထူးခြားချက်တစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်ကင်မရာ3လုံးမှာဆိုလို့ရှိရင်ကျွန်တော်ဒါ50 megapixel main camera တစ်လုံးပါမယ်နောက်တစ်ချက်ကကျတော့50 megapixel ကျွန်တော် telephoto တစ်လုံးပါတာဟိုမှာ8 megapixel ကျွန်တော်ဒီ ultra wide ဆိုပြီးတော့မှ3လုံးထည့်ပေးထားတယ်ပြီးကြတော့ selfie မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ20 megapixel ကိုထည့်ပေးထားတာဖြစ်လို့ကြောင့်မို့ selfie ဘိုင်းသုံးတာကိုကျွန်တော် main camera သုံးတဲ့လူမျိုးအတွက်ဆိုရင်ကင်မရာဘိုင်းမှာလည်းတော်တော်လေးကောင်းတယ်တဲ့မှာတော့ပါတယ်ဘာလို့လဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော် K-series လို့ပြောလိုက်ပြီးဆိုတာနဲ့ဒါ gaming ဘိုင်းကြီးကြိုက်တဲ့လူအတွက်လောက်ပဲရွေးချယ်ပြီးတော့မှကင်မရာဘိုင်းကိုသိအားမရတာရှိတယ်ဒါပေမဲ့ K90 မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဘာကြောင့်လူချိုက်များနေရတာလဲဆိုတော့ကျွန်တော်တို့ကကင်မရာဘိုင်းမှာဆိုလို့ရှိရင်လည်းဒါတော်တော်လေးကောင်းလာတယ်ပေါ့နော်နောက်တစ်ခုကကျတော့သူကဒီ speaker တွေပါဆိုလဲ collab လောက်လာတွေ့တဲ့ကြောင့်မို့လူချိုက်များတဲ့အချက်တွေကိုတော်တော်လေးထည့်လာပေးတယ်နောက်ချက်အနေနဲ့ဆိုတော့သူ့ရဲ့ဒီ performance ကျွန်တော် G-Fan အနေနဲ့ဆိုလို့ရှိရင်တော့ဒါ Snapdragon ကနေအသစ်ထွက်ထားတဲ့ Snapdragon 8A Lite ကိုသုံးပြုပေးထားတယ်ဒီ SOC ကကျွန်တော်ထွက်ထားတာမကြသေးဘူးဆိုပေမဲ့ကျွန်တော် all rounder ဘက်မှာတော်တော်လေးကောင်းပြီးတော့မှ strong ဖြစ်တဲ့ SOC ဖြစ်တဲ့အတွက်လူချိုက်များတဲ့ဈေးနဲ့မှာပါတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့သူ့ရဲ့ဒီ battery mAh ပေါ့9100 mAh ပါတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အနေနဲ့ gain ဆော့တဲ့လူမျိုးတွေဆိုလို့ရှိရင်ဒါတနည်းကုန်မယမနာဆော့တဲ့လူမျိုးဆိုရင်တော့မှဒါလုံလောက်တဲ့ပမာဏပါရှိပြီးတော့မှဒါ daily ကိုသုံးတဲ့လူမျိုးတွေ social line သုံးနေနေဆိုရင်တော့အောက်2ရက်နေမှတစ်ခါသွင်းလို့ရတဲ့ပမာဏဖြစ်တယ်နောက်ချက်ကသူ့ရဲ့ဒီ fast charging မှာဆိုလို့ရှိရင်လည်းဒါ battery 9100 mAh ကိုပြန်သွင်းမှာဝက်က100 watt နဲ့လာတယ်ကျွန်တော်100 watt ပါဝင်တာဖြစ်တဲ့ကြောင့်မို့အောက်လည်းအကြာကြီးသွင်းကြရမလို့ဒါအားအကုန်မြန်မှာလည်းကြောက်တဲ့လူတွေအတွက်ဆိုဒီချက်ကလည်းဒါလူကြိုက်များတဲ့အချက်တွေမှာတော်တော်လေးပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့သူ့ရဲ့ဒီ OS ပိုင်းကျွန်တော်တို့ဒီ Xiaomi ရဲ့ HyperOS 3ကိုမှာကျွန်တော် Android 6G ကိုအချိန်ခံထားတာဖြစ်တဲ့ကြောင့်မို့ OS နဲ့ Android version ပိုင်းမှာလည်းတော်တော်လေး upgrade ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့လက်ရှိပြပြပေးသွားတာကတော့ဒါအခုနောက်ပိုင်းအရင်လဲ hot ဖြစ်နေတယ်အရင်လဲရောင်းရတယ်ဆိုတော့ Redmi K90 လေးအကြောင်းကိုကျွန်တော်ပြပြပေးသွားတာပဲဖြစ်တယ်ပေါ့နော်နောက်ထပ်လည်းကျွန်တော်တို့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့မှ hot ဖြစ်နေတာတွေကျွန်တော်ဒါ all round ကျန်းပြီးတော့မှလူကြိုက်များတဲ့ဖုန်း model လေးတွေကိုကျွန်တော် review လုပ်ပေးသွားမှာဖြစ်လို့ကြောင့်မို့ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဗျ